ဒီခောက်ဆွဲတုပ်ကလေးကကျမတို့အေယာတွေတိုင်းဓနုပြုမျိုးရဲ့လူကြိုက်များတဲ့အစားအစာတစ်ခုအရင်ဆုံးကြက်သားကိုပြုတ်မယ်ကြက်သားနူးလာပြီဆိုရင်ကြက်သားလေးကိုဆွဲပြီးတော့ကြက်သားပြုတ်ရည်တွေကိုတကြားထည့်ပေးပါအရောင်တွဲပဲငပြာရည်အနောက်ရည်ကိုထည့်ပါကိုရည်ကိုထည့်ပါကိုရည်ကိုကျမဖြည်းဖြည်းလေးပဲမှုပေးပါရှင်တဖြည်းဖြည်းနဲ့ကိုရည်လေးကအရောင်လေးကြည်လာပါပြီအရောင်လေးကြည်လာပြီဆိုရင်တော့ကိုရည်ကကြက်တယ်လို့ပြောလို့ရပါပြီအခုလိုအနေထားလေးရပြီဆိုလို့ရှိရင်ပြုတ်ထားတဲ့ကြက်သွေးလေးကိုတုံးတုံးလေးတုံးပြီးတော့ထည့်ပေးပါအခုဆိုရင်ကြက်သွေးလေးနဲ့ကြူထားတဲ့ကော်ရည်လေးတစ်ခွက်တော့ရပါပြီဒါကတော့ဒီအတုပ်ထဲမှာပါဝင်ပစ္စည်းတွေပါကြက်သားပြုတ်ထားတာပါမယ်ခောက်ဆွဲကိုပဲငပြာရည်လေးနဲ့နေထားတာပါမယ်နည်းနည်းမင်းပါမယ်တမယာသီးပါမယ်ကြက်ကြုံစိမ်းပါပါမယ်အခုမုတ်တပွဲစာပြင်ပြပါမယ်ခောက်ဆွဲရင်ထည့်ပါကြက်သားပြုတ်ပြီးနှွင်ထားတာလေးထည့်ပါကြက်တုံစိမ်းလေးထည့်ပါအနံ့အတွက်နည်းနည်းမင်းလေးထည့်ပါအတုပ်ဖြစ်တဲ့အတွက်အချို့မုတ်တော့သုံးပါတယ်တမယာရည်လေးထည့်ပါဒီနေရာမှာရှာလကာရည်လေးထည့်သုံးလို့ရပါတယ်မပြာရည်ထည့်ပါရုပ်သီးအလော်မုံထည့်ပါနောက်ဆုံးကိုရည်လေးထည့်ပါဒါကလေကိုရည်ခောက်ဆွဲမဟုတ်ပါဘူးရှင်ကိုရည်ခောက်ဆွဲတုပ်ပါတကယ်တမ်းကျတော့လေကျမတို့မျိုးမှာဒီအတုပ်ကိုဝက်သားကိုရည်ခောက်ဆွဲလို့အများဆုံးခေါ်ပြီးတော့စားကြပါတယ်တကယ်တမ်းကျတော့ဝက်သားနဲ့ပဲအသုံးပြုတာပါဒီမှာကကျမကဒီဝက်သားမရှိရဲ့အတွက်အိမ်မှာရှိတဲ့ကြက်သားနဲ့ကြက်သွေးနဲ့လုပ်တာပါဝက်သားကိုအသုံးပြုမယ်ဆိုရင်တော့ဝက်သွေးလေးသုံးဖို့ရှင်ပို့ပြီးစားကောင်းပါတယ်ဒီအတုပ်ကကျမတို့အေယာရီတိုင်းဓနုပြုမျိုးရဲ့အရန်နာမည်ကြီးတဲ့အတုပ်ကလေးပါတကယ်လို့များအေယာရီတိုင်းဓနုပြုမျိုးကိုအလဲရောက်ခဲ့မယ်ဆိုရင်ဒီအတုပ်ကလေးကိုမြည်ဆန်းကြည့်ကြပါရှင်ကိုရီခောက်ဆွဲကြိုက်နေတဲ့သူတွေကတော့ဒီအတုပ်ကိုလုံးဝကြိုက်မယ်ဆိုတာကိုကျမအာမခံပါတယ်ကဲဒီလိုစမ်းတစ်တဲ့ဒီအရာသာလေးကိုပေါ့နော်စားကြည့်မယ်ဆိုလို့ရင်ကျမလုပ်တဲ့နည်းဒီအတိုင်းဒီပေါ့ချက်ပြုတ်ပြီးတော့မိသားစုတွေစားကြည့်ပါသူ့ရဲ့အရာသာလေးကလေချင်းခန်းဆက်အရာသာလေးနဲ့အရန်ကိုစားကောင်းပါတယ်ကျမတို့စားနေကြခောက်ဆဲတုပ်လို့ပဲမုတ်တွေစီချက်တွေမပါဘဲနဲ့တကယ်ကိုတမူထူးခြားပြီးတော့စားကောင်းတဲ့အရာသာလေးပါရှင်ကျမဗီဒီယိုလေးကိုကြည့်ပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်